哎，咱们说他过得来，说在路里违法不？对，干违背他了，咋呗？白地都我们干违背了么？啊？咱们说他那三个呀，看到我宝马可能三零呀推他的，咱们说干违无敌就干，宝马的呀超市的呀推他的，哎，宝马那个变来耶，多少的路多的嘛，我们就按那个乱毛路没呀喽，哎呀，天马说路，你呀懂得超呢背他了。啊，အဲ့တော့ကျွန်တော်အမှတ်မထင်လေးပြောပြလိုက်တာဒါလေးမှတ်သွားလို့ရတယ်84နဲ့161ပြင်မှာဆိုလို့ဒါကြီးနဲ့ပိတ်ထားတာ436ကြီးနဲ့နောက်တစ်ခုထပ်ပြောပေးမယ်အဲ့ဒါကဘာလဲဆိုတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကင်ထားတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဖွဲ့စည်းတဲ့ကိစ္စအဲ့ဒီမှာ6ဦးပါပုဂ္ဂိုလ်17ဦးပါနိုင်ငံတော်သမ္မတဒုတိယသမ္မတ2ယောက်ဟောပြီးရင်လွှတ်တော်ဥက္ကဋ္ဌ2ယောက်ဟောကာကွယ်ရေးဝန်ကြီးပြည်ထရေးဝန်ကြီးနေစာရေးဝန်ကြီးစသဖြင့်17ယောက်ပါအဲ့ဒီ17ယောက်မှာဒုသမ္မတ1ယောက်ကစစ်တပ်ကခန့်ရေးထားကြည့်နော်17ယောက်မှာဒုသမ္မတသည်စစ်တပ်ကခန့်တယ်သမ္မတကိုကာကွယ်ရေးဦးစီးချုပ်ကပြန်ခန့်ပေးတာဗမာပြည်ပဲရှိတယ်ကမ္ဘာပေါ်မှာဟောဘုံယူလိုက်သားမှာဟုတ်လားနော်တလွဲဂုံယူရတဲ့ဘုရားနော်သမ္မတကိုကာကွယ်ရေးဦးစီးချုပ်ကခန့်ပေးတာဗမာပြည်မှာ1ယောက်ရှိသွားပြီနောက်တစ်ခါကာကွယ်ရေးဦးစီးချုပ်ရဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ်ရဲ့ဘယ်နှယောက်ရှိသွားပြီလဲ3ယောက်ရှိသွားပြီနိုင်ငံတော်အစိုးရကသောတော်တုန်းကတော့နိုင်ငံတော်သမ္မတကတနင်္သာရီဝန်ကြီးရန်ကုန်တိုင်းဝန်ကြီးသူအကုန်ဝန်ကြီးအကုန်ခန့်ခွင့်ရှိတဲ့ဝန်ကြီးချုပ်တွေဒါပေမဲ့ကာကွယ်ရေးဝန်ကြီးချုပ်ကိုသူခန့်ခွင့်မရှိဘူးအင်မတန်သနာစရာကောင်းတဲ့သမ္မတနိုင်ငံတော်သမ္မတကြီးတော့နိုင်ငံတော်ရဲ့အကြီးအကဲအထိုးထိပ်ပုဂ္ဂိုလ်ကြီးကကာကွယ်ရေးဝန်ကြီးကိုခန့်ခွင့်မရှိဘူးဘယ်သူခန့်ပေးတယ်လဲကာကွယ်ရေးဦးစီးချုပ်ကခန့်တယ်ဝန်ကြီးကိုဦးစီးချုပ်ကပြောင်းပြန်ခန့်တဲ့နိုင်ငံတလွဲဆိုရင်ကောင်းတော့တလွဲနိုင်ငံကျွန်တော်တို့ရဲ့အင်မတန်ချစ်လာစွာသောနိုင်ငံမှာအဲ့ဒီလူတွေဘာတွေကြောင်းကြံလုပ်နေလဲစဉ်းစားကြည့်ကာကွယ်ရေးဦးစီးချုပ်ကအပေါ်မှာဝန်ကြီးကအောက်မှာဟမ်ပြည်ထောင်စုဝန်ကြီးဘယ်သူခန့်လဲကာကွယ်ရေးဦးစီးချုပ်ခန့်တယ်ကာကွယ်ရေးဦးစီးချုပ်ကခန့်တယ်9ယောက်ရှိသွားပြီနေဆက်ရေးရဝန်ကြီးဘယ်သူခန့်လဲကာချုပ်ခန့်တယ်အဲ့တော့သူအပါအဝင်သူ့ဘက်မှာ6မဲရှိတယ်နိုင်ငံတော်ကိစ္စတွေကိုဆုံးဖြတ်ဖို့အတွက်17ယောက်မဲခွဲလိုက်တိုင်းသူက6မဲအမြဲတမ်းရှိတယ်ဘယ်မှာလဲပြည်သူတွေအတွက်ဟောအဲ့ဒီလောက်ကာကွယ်ရေးဦးစီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဲ့ဒီလောက်ကြီးတမိုးလုံးဖြောက်စိတ်လုပ်ပြီးတော့ဘယ်လိုလုပ်ဒီမိုကရေစီထွန်းကားမဲ့နိုင်ငံတော့ဒီနိုင်ငံဘယ်လိုမှမထွန်းကားဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဘာကြောင့်အဲ့436နဲ့တပ်မတော်ရဲ့ထွတ်ဖက်မှုချုပ်ကင်မှုတွေကိုအကာအကွယ်ပေးထားတယ်ဆိုတော့လွယ်ပါတယ်ဗမာပြည်မှာတပ်မတော်ကအကြီးမားဆုံးစီးပွားရေးလုပ်ငန်းကိုပိုင်ဆိုင်ထားလို့ပဲနေမနေနဲ့အားမလျှောက်နေမနေနဲ့အမျိုးသားရေးကိုကာကွယ်ပါသည်ပါလျှောက်ပြောမနေနဲ့ဥပိုင်ကိုကာကွယ်နေတာမဟုတ်ဘူးလားကမ္ဘာပေါ်မှာတနိုင်ငံလုံးကစီးပွားရေးလုပ်ငန်းတွေကိုဥပိုင်ကုမ္ပဏီ limited ကိုအကုန်လွှဲပေးတဲ့နိုင်ငံတစ်ခုတည်းသောနိုင်ငံမြန်မာနိုင်ငံဟောစစ်တပ်ကစီးပွားရေးအကြီးအကျယ်လုပ်သောနိုင်ငံမြန်မာနိုင်ငံအဲ့ဒါကြီးကိုအကာအကွယ်ပေးဖို့ဒီ436ကြီးကိုလှုပ်ထားတာဘာမှနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတွေပြည်သူတွေကိုကာကွယ်ပေးဖို့တွေမဟုတ်ဘူးဟောအဲ့ဒါကြောင့်ညီကုန်းချုပ်ပြောနော်နိုင်ငံတော်မှာတပ်မတော်ကအဲ့လိုသွက်ဖက်နေတာကိုဆက်ဖက်နေပြီဆိုလို့ရှိရင်ဒီမိုကရေစီဘယ်တော့မှမထွန်းကားဘူးကျွန်တော်တို့ကတပ်မတော်သားတွေကိုမုန်းလို့ဒီစကားတွေပြောနေတာမဟုတ်ဘူးတပ်မတော်ကနိုင်ငံတော်ရဲ့အင်္ဂါတွေထဲမှာခြေလက်အင်္ဂါနဲ့တူတယ်လို့စာပေတွေမှာအကုန်လုံးပါပြည်ဦးကင်းဆိုတာရှိတယ်ပြေးဝမ်းမိုက်ဆိုတာရှိတယ်ပြေးချေပြေးလက်ပြေးနာဆိုတာရှိတယ်တပ်မတော်ကနိုင်ငံတော်ရဲ့အင်္ဂါရတစ်ခုပြေးချေပြေးလက်မကောင်းလို့ဖတ်ပြလို့ရမလားမရဘူးဒီလက်တွေရှိတယ်မကောင်းလို့တော့ကျွန်တော်တို့ဖတ်ပြလို့မဖြစ်ဘူး
ဒါပေမဲ့အဲ့ဒီလက်ကခေါင်းနေရာမှာလာပေါက်တာတော့ကျိုးတို့လက်မခံဘူးခံဘူးရတော့လက်ကလက်နေရာမှာနေပြီခြေထောက်ကခြေထောက်နေရာမှာနေပြီတပ်မတော်ကနိုင်ငံကိုကာကွယ်မယ်ဆိုတဲ့နေရာမှာနေပြီနိုင်ငံကိုဘယ်နေရာကနေကာကွယ်မလဲကိုယ်နိုင်ငံရဲ့နယ်နိမိတ်တွေကနေကာကွယ်ဖို့ဘာကြောင့်မလို့ရန်ကုန်မြို့လေကောင်မှာလာပြီးတပ်ပိုင်ကြီးမကျူးကျော်ရလို့တို့ရန်ကုန်မြို့လေကောင်ကြီးမှာဗျာတခါလဲလာပြီးဟိုနားကြီးတော့လဲတပ်ပိုင်ကြီးမကျူးကျော်ရဒီနားကြီးတော့လဲတပ်ပိုင်ကြီးမကျူးကျော်ရနေလမ်းမှာဟိုအဲ့ဒီတပ်ပိုင်ကြီးဘယ်သူကပေးထားလို့တို့ခင်ဗျားတို့ဘယ်သူကပေးလဲသမဏပေးထားတာဟောဒီမှာဒီဖရားရဲ့ပရဝုံကိုချဲ့ကျင်တဲ့အနောက်မှာနေရာအလွတ်ရှိပါတယ်ဆိုရင်တော့ချက်ချင်းဝင်းခတ်ပြီးချဲ့လို့ရလို့လားမရပါဘူးရှောက်ရတယ်မှန်တယ်သာသနာရေးဝန်ကြီးကိုရှောက်ရတယ်အဲ့ဒီကနေမှတဆင့်ဟလာလွတ်တော်ပါဟိုတော့လွတ်တော်မရှိဘူးပေါ့တရားဝင်အာဒါပေးလို့ရတယ်အဲ့ဒီပါလက်မြေကိုဒီဖရားပရဝုံအဖြစ်ပေးလိုက်ပါဆိုတော့မှတရားဝင်ပေးလို့ရအဲ့ဒီတပ်ပိုင်ကြီးတွေကိုဘသူကသူတို့ကိုတရားဝင်ပေးလို့သူတို့ကတပ်ပိုင်ကြီးလို့ပြောရတယ်လို့ဘယ်ဥပဒေနဲ့ပေးလဲသူတို့တောက်လျှောက်အုပ်ချုပ်လာတဲ့အချိန်မှာသူတို့ရဲ့အတွင်းရမှုတစ်ကိုယ်တိုင်ပြောထားတာနော်1990ရွေးကောက်ပွဲကိုပြည်သူတွေကနေဟိုနေပြည်သူကိုယ်စားလှယ်တွေကိုလွှဲမပေးတာဘာလို့လဲလို့တောင်းဆိုတော့ဘာပြောခဲ့လဲဘယ်ဥပဒေနဲ့လွှဲပေးရမှာလဲလို့ပြောဘူးလေမှန်ပါတယ်ဟုတ်လားအဲ့တော့ဗိုလ်ချုပ်ခင်ညွန့်ဟာကျုပ်တို့မှလွှဲပေးစရာဥပဒေမရှိဘူးလေခင်ဗျားတို့ဥပဒေအရင်ဆွဲတယ်ဆိုပြီးတော့22နှစ်အုပ်ချုပ်သွားတာတိုင်းကြီးနော်အဲ့တော့သူလည်းပဲကာလာဝီဘက်တော့တက်သွားတာပါပဲနော်ချက်ချင်းတက်သွားတယ်နောက်ကလိုက်သွားတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအဲ့ဒါတွေနောက်ဆုံးပြောချင်တာကခင်ဗျားတို့ကတပ်ပိုင်ကြီးမကျူးကျော်ရလို့ဆိုင်းဖို့ဆိုင်းရမှာမဟုတ်ဘူးကျွန်တော်တို့ပိုင်ကြီးကိုခင်ဗျားတို့ကျူးကျော်နေတယ်လို့ဆိုင်းဖို့ဆိုင်းရမှာပြည်သူပိုင်ကြီးခင်ဗျားတို့ကျူးကျော်စရာအကြောင်းလုံးဝမရှိဘူးခင်ဗျားတို့ဝန်ထမ်းတွေအတွက်တပ်မတော်အတွက်နေရာတိုးချဲ့ဖို့လိုတယ်ဆိုရင်ခင်ဗျားတို့လျှောက်တာလွတ်တော်မှာလျှောက်ပါအဆောင်အုံတွေဘလောက်လိုအပ်တယ်ဘာတွေတိုးချဲ့ဖို့လိုတယ်စစ်လေးချင်းဝင်တွေတိဆောက်ဖို့လိုတယ်ဒါကြောင့်နေရာပေးပါလို့တောင်းအဲ့ဒီပြည်သူကိုယ်စားလှယ်တွေကနေအဆင့်ကျုပ်တို့ကပေးသိနေဆိုရင်ပေးမယ်ခွင့်ပြုသိရင်ခွင့်ပြုမယ်ခင်ဗျားတို့ဘေးနိုင်လဲတစ်ချက်အကုန်ခံပြီးတော့ပြည်သူပိုင်မြေတွေကိုကျူးကျော်ပြီးပြည်သူကိုပြန်တခိုးဆွဲနေတာတော့ရန်တန်းကရပ်ပေးပါအဲ့တော့လွတ်တော်ဆိုတာဘယ်သူတွေရဲ့နေရာလဲပြည်သူကိုယ်စားလှယ်တွေရဲ့နေရာအဲ့ဒီပြည်သူကိုယ်စားလှယ်နေရာတွေကိုပြည်သူတွေရဲ့ဆန္ဒတပြားတစ်ချက်မှမပါမဲနဲ့ခက်တီနဲ့ဝင်လာလိုက်လူသားထိုးလိုက်တော့ကြအလှည့်ကြလာလိုက်အဲ့လိုလုပ်နေတာကိုလက်မခံဘူးဒါက17ယောက်စလုံးလဲပြီးကစားခွင့်ရှိတဲ့ဘောလုံးဝင်မို့ဒီနဲ့ကန်းနေတော့လူလဲဒီမှာကတေသွားလို့တောင်တယောက်အစားထိုးလို့မရဘူးသူကအစုလိုက်ဖြုတ်လိုက်အစားထိုးလိုက်အစုလိုက်ဖြုတ်လိုက်အစားထိုးလိုက်လုံးတယ်လွယ်လေး25ရာခိုင်နှုန်းကတမတော်သားတူးချင်းရဲ့ဆန္ဒလားအဲ့ဒီတယောက်တည်းရဲ့ဆန္ဒတယောက်တည်းဆန္ဒပါအဲ့ဒီတယောက်တည်းဆန္ဒကြောင့်ဟောဒီကပြန်တဲ့တန်း60ကဘာမှနှုတ်လို့မရဘူးဆိုတာတော့နည်းနည်းလူပါဝါရရောက်တယ်မှန်ပါတယ်အဲ့တောင်းဆိုပါတယ်ပုံမှန်436ဆိုတဲ့တောကလောက်ကိုကိုအတိစိတ်ဓာတ်နဲ့ကိုဖွင့်ပေးပါပြည်သူတွေတောင်းဆိုပါတယ်မှန်တယ်လွတ်တော်တဲကနေပြီးတော့လည်းပဲကိုနဲ့မဆိုင်တဲ့နေရာမှာမနေပါနဲ့ခေါင်းနေရာမှာလက်ပေါက်နေတာကြည့်မကောင်းဘူးကြက်တရေလည်းမရှိဘူးအမြန်ဆုံးထွက်ပေးပါလို့တောင်းဆိုရင်လည်းဒီကုန်းထုတ်ပါဟုတ်အခုကျုံး